လာပညာဟာတဘာဝအတိုင်းတာယာလှပနေတာပေါ့ကျွန်တော်တို့ရွာကလေးဟာလာရောင်အောင်မှာတိတ်ဆိတ်ငြိမ်သက်လျက်ရွာကိုလှမ်းမြင်နေရတဲ့လေကွင်းထဲမှာတော့ကျွန်တော်တို့တငယ်ချင်းတစုရှိနေကြတယ်ကျွန်တော်တို့တငယ်ချင်းတစုဟာတရွာတဲ့နေတရီတဲ့တောက်တဒန်းနဲ့တက်ကြတဲ့တငယ်ချင်းတွေဖြစ်ပါတယ်ဒီအချိန်ဟာကျွန်တော်တို့မိဘတွေစဘာနေချင်းဖြစ်တာကြောင့်ကျွန်တော်တို့တစုဟာလည်းလေကွင်းထဲမှာရောက်ရှိနေတာပေါ့ကျွန်တော်တို့ကလေးတစုဟာမမောမပန်းပြေးလွှားစော့ကစားနေလျက်ကျွန်တော်တို့လေဆောင်တဲတွေမှာတော့ဗတ်တီမီးကြောင်များထွန်းထားလေးရှိကြပြီးရွာမှာတော့မီးစက်နဲ့မီးထွန်းလေးရှိကြပါတယ်ရွာမှာတော့လျှက်စင်မီရှိတာကြောင့်ညစဉ်ကစားနိုင်ပါတယ်သို့ပေမဲ့လေကွင်းပြင်တဲမြမှာတော့လာမင်းကြီးကိုသာအဖော်ပြုကြရပါတယ်အလင်းရောင်ပေးနိုင်သောဖိုးလာမင်းကြီးကိုသာအားကိုးရပါတယ်ဖိုးရွှေလာတာမီးရက်ကိုမျှော်နေကြရပါတယ်လာပညာဟာကျွန်တော်တို့တငယ်ချင်းတစုရဲ့အလိုရှိဆုံးအရာပင်ဖြစ်ပါတယ်လာမင်းကြီးဟာဝင်းပကြည်လင်ပြီးအလင်းရောင်ပေးလျက်ရှိပါတယ်စီနှင်းသူတွေမြူတိန်မိကိုတို့ကင်စင်ပြီးလှပလျက်ပေါ့ဒါကြောင့်လဲပျော်စရာရက်ကလေးများကိုဖန်တီးပေးတဲ့ဖိုးလာမင်းကြီးကိုကျွန်တော်တို့ကျေးဇူးတင်ပြီးမဆုံးတော့ပါအမှန်စင်စစ်လာတာတဲ့ညတွေဟာကျွန်တော်တို့ကြီးလက်တော်ရွာနေကလေးများအတွက်ပျော်စရာရက်ကလေးများပဲမဟုတ်ပါလားကျွန်တော်တို့ကလေးတစုဟာစိန်ပြေးတန်းကစားခြင်းရွှေစွန်ညိုကစားခြင်းနဲ့အတူထုတ်စီတူတန်းကစားခြင်းစတဲ့ကစားနည်းမျိုးစုံကျွန်တော်တို့ကစားကြပါတယ်ကျွန်တော်တို့ရဲ့အော်ဟစ်ဆူညံတန်များဟာပတ်ဝန်းကျင်တစ်ခုလုံးကိုဖုံးလွှမ်းလျက်ရှိပါတယ်အဲ့ဒီညာလေးကိုကျွန်တော်ဘယ်တော့မှမမေ့ပါဘူးကျွန်တော်နဲ့နီးတူကျွန်တော်တငယ်ချင်းတွေလည်းမေ့ကြမှာမဟုတ်ပါဘူးဒါအပြင်ကျွန်တော်တို့တငယ်ချင်းတစုဟာလည်းကြောင်းပိတ်နှိမ့်ခင်းများမှာလည်းကစားလေးရှိကြပါတယ်ဒီလိုပျော်ရွှင်ခဲ့ကြရမှတနေ့မှာတော့ကျွန်တော်ဘဝအတွက်ဝမ်းနည်းဖွယ်ရာနေ့တစ်နေ့ကိုဖြတ်တန်းခဲ့ကြရပါတယ်အဲ့ဒီနေ့ကတော့ကျွန်တော်တို့မိသားစုရွာမှမြို့ကိုပြောင်းရွှေ့ရတဲ့နေ့ဖြစ်ပါတယ်ဖေဖေနဲ့မေမေဟာအိမ်အောင်ပရီဘောကပစ္စည်းတွေကိုလှဲပေါ်သို့တင်နေကြပါတယ်လှဲပေါ်ကိုတင်နေတဲ့ပစ္စည်းတွေကိုကြည့်ရင်ရွာကနေခွဲရမယ့်အတွက်ဝမ်းနည်းနေမိပါတယ်ကျွန်တော်ရဲ့ရင်ထဲမှာစုပ်နစ်နေပါတယ်တငယ်ချင်းများဟာကျွန်တော်ဘေးနားမှာအစီအီထိုင်လျက်ပေါ့တချို့ကငိုတချို့ကအဝေးကိုလှမ်းကြည့်နေကြပြီးတချို့ကတော့မျက်ရည်တဆန်းဆန်းဖြစ်နေကြပါတယ်သူတို့အားလုံးစိတ်မကောင်းဖြစ်နေကြပါတယ်အားလုံးနှုတ်ဆက်လျက်ကျွန်တော်ဝမ်းနည်းနေကြောင်းတငယ်ချင်းများသိပါတယ်ကျွန်တော်တို့တငယ်ချင်းတစုဟာပျော်ရွှင်ခြင်းဝမ်းနည်းခြင်းတွေကိုမျှဝေခံစားနေကြခြင်းဖြစ်ပါတယ်တားရီသွားကြမယ်ဖေဖေရဲ့ခေါ်သံကိုကြားရပြီးကျွန်တော်ဟာထိုင်ရာကနေမထခြင်းပဲထလိုက်ရပါတယ်ကျွန်တော်တငယ်ချင်းများဟာလှဲဘေးနားကနေအပြေးလွှာလိုက်လာကြပါတယ်သူတို့ရဲ့မျက်နှာတွေမှာဝမ်းနည်းမှုလက္ခဏာများထင်ဟပ်နေပါတယ်ကျွန်တော်ရဲ့မျက်ဝန်းအစုံမှာလည်းမျက်ရည်စားများတွဲခိုနေပါတယ်သူတို့ကိုလက်ပြနှုတ်ဆက်ရင်းဖုံလုံးကြီးများနဲ့အတူနောက်မှကြံရစ်ခဲ့ကြပါတယ်သူတို့နဲ့အတူပျော်ရွှင်စွာစော့ကစားခဲ့ကြတဲ့နေ့ရက်တွေကိုဘယ်တော့အခါမှမေ့ပြောင်းနိုင်မှာမဟုတ်ပါဘူးတခါတရံမှာကျွန်တော်ဟာမြို့ပြရဲ့လက်ရောင်အောင်မှထိုင်ရင်ဟိုးတိတ်ကပုံရိပ်တွေကိုတန်းတမိပါတယ်ဒီလိုလာပညာတွေမှာကျွန်တော်နဲ့အတူတငယ်ချင်းတွေလည်းကျွန်တော်ကိုတတိယနေမယ်လို့ယုံကြည်နေမိပါတယ်ဒီလိုလာပညာတွေကိုကျွန်တော်ဘယ်တော့အခါမှမေ့နိုင်လိမ့်မည်မဟုတ်ပါ